ဒီတစ်ခါမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့ Stephen King ဖန်တီးထားတဲ့ Dark Tower အကြောင်းပါ Dark Tower ဘုတ်စီရီကို Stephen King ကဆယ်စုနှစ်တစ်ခုကြာအောင်ဖန်တီးခဲ့ပြီးမှသူ့အတွက်အကြီးမားဆုံး project တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါဆိုလို့ရှိရင် Dark Tower ကဘယ်လိုမျိုးလဲလူအရာတွေရှိလဲဆိုတာကိုမေတို့အတူတူသွားကြည့်လိုက်ရအောင် Stephen King ရဲ့ Multiverse မှာဆိုလို့ရှိရင် Dark Tower ကသူဖန်တီးထားတဲ့အရာအလုံးရဲ့စံတာဖြစ်ပါတယ်။ Dark Tower ဘုတ်စီရီမှာဆိုလို့ရှိရင် Roland Destin ကဆိုလို့ရှိရင်အဓိက main character ဖြစ်ပြီးမှသူ့ကို The Gunslinger တနက်ကန်ရှင်လို့လည်းခေါ်ပါတယ်။သူက Gilly လို့ခေါ်တဲ့တိုင်းပြည်က Gunslinger အဖွဲ့ဝင်တွေထဲမှာနောက်ဆုံးကျန်ရစ်တဲ့သူဖြစ်ပါတယ်။ဒီအဖွဲ့ဟာကြောက်ဆုံးသွားတဲ့ခေတ်ဟောင်းကသူရဲကောင်းတွေပြီးလို့ရှိရင်ငင်းချမ်းရေးထိမ့်သိမ်းသူတွေဖြစ်ပါတယ်။ Roland ဇက်ကောင်ကို Clint Eastwood ရဲ့ Western ရုပ်ရှင်တွေကဇက်ကောင်ရဲ့နမူနာကိုယူပြီးမှဖန်တီးထားတာဖြစ်ပါတယ်။သူရဲ့တစ်ခုတည်းတော့ရည်မှန်းချက်ဆိုလို့ရှိရင် Dark Tower ကိုရှောက်ပေးဖို့ပါ။ Dark Tower ဆိုတဲ့ series ဟာ Roland က Dark Tower စီကိုတွားဖို့ကြိုးစားတဲ့ခီးစဉ်အကြောင်းလေးဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် Dark Tower ဆိုတာဘာလဲ။ Dark Tower ကစကြဝဠာအားလုံးအချိန်နဲ့နေရာအားလုံးရဲ့ဗဟိုချက်မဖြစ်ပါတယ်။ဒီမျိုးစင်ကြီးပြိုလဲသွားလို့ရှိရင်စကြဝဠာတစ်ခုလုံးလည်းပျက်စီးသွားမှာလည်းဖြစ်ပါတယ်။ Roland ကဘာလို့ဒီလို Dark Tower စီကိုတွားလေးဆိုတာကို Roland နေထိုင်တဲ့ကဘာကအရင်ကအရန်ကိုတိုးတက်ခဲ့ပါတယ်။မေရွနေထိုင်တဲ့ကဘာထက်တောင်မှတာလုံနဲ့စက်ရုပ်တွေကွန်ပျူတာနည်းပညာတွေရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့နည်းပညာတွေကပျက်စီးလာပြီးမှလူတွေကလည်းအဆင့်မြင့်နည်းပညာတွေအစားတနက်ဓာတ်နဲ့မြင်းတွေကိုပဲပြန်သုံးရတဲ့ခေါင်းပိုင်းခေတ်ကိုရောက်သွားပါတယ်။ကဘာကြီးပျက်စီးလာတဲ့နဲ့အများတဘာဝမဟုတ်တဲ့ယောဂဆိုးတွေမျိုးရိုးဗီဇတွေပြောင်းလဲသွားတဲ့တတဝါဇန်းတွေပေါ်ပေါက်လာပြီးမှလူသားတွေကရှင်သန်မှုခက်ခဲလာပါတယ်။ပြီးတော့ Dark Tower ဟာစစ်ကြောလာကိုထိန်းချုပ်ထားတဲ့ဘိုးချမဖြစ်တဲ့အလျောက်မှာအဲ့ဒီမျိုးစင်ကရိုင်နဲ့လာတဲ့အလျောက် Roland ရဲ့ကဘာမှာအချိန်နဲ့နေရာတွေကဆိုလို့ရှိရင်လည်းပုံမှန်မဟုတ်တော့ပါဘူး။ဥပမာအရှိဖက်ကအနောက်ဖက်ဖြစ်သွားပြီးမှအချိန်ကတစ်ခါတလေအယမ်းမြန်ပြီးမှတစ်ခါတလေကျရင်အယမ်းနေပါတယ်။ဒါကဘာလို့လဲဆိုလို့ရှိရင် Dark Tower ကိုထောက်ထားတဲ့တိုင်မကြီး6တိုင်ကို Crimson King ကချိုးဖျက်ဖို့ကြိုးစားနေလို့ပါ။တိုင်နေကြိုးပြက်လာတဲ့နဲ့အများ Roland ရဲ့ကဘာကလည်းပို့ပြီးပျက်စီးယိုယွင်းလာမှာဖြစ်ပါတယ်။ဒါကြောင့် Roland က Dark Tower ကိုရှာပြီးမှသူ့ရဲ့ကဘာကိုကယ်တင်ဖို့ကြိုးစားနေခြင်းပါ။ပထမဆုံးအနေနဲ့ Dark Tower ကဘယ်နှစ်ထပ်ရှိရလဲတစ်ထပ်ချင်းစီမှာရောဘယ်လိုမျိုးရှိရလဲပြောရမယ်ဆိုလို့ရှိရင် Dark Tower ကတော်တော်လေးရှိပါတယ်အနည်းဆုံးအထက်600လောက်ရှိမယ်ပေါ့နော်တကယ်လက်တွေ့လောကနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်ကမ္ဘာအရှည်ဆုံး Burj Khalifa မှာရှိတဲ့တိုက်မှာဆိုလို့ရှိရင်163ထပ်ပဲရှိရပေါ့နော်ဒါဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်လို့ရှိရင် Dark Tower အထက်600ဆိုတော်တော်လေးရှိနေပေါ့နော်ပြီးရင်တစ်ထက်ချင်းစီမှာဘာတွေရှိလဲဆိုတာကခက်မှန်ရခက်ပေမဲ့ Roland Destin တွားခဲ့တဲ့ခရီးကိုပြန်ကြည့်ပြီးမှအနည်းငယ်ခက်မှန်လို့ရပါတယ်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့က Dark Tower အပြင်ရောအတွင်းရောကဘယ်လိုမျိုးပုံလဲ Dark Tower ရဲ့အပြင်ပုံစံကမီးခိုးရောင်နဲ့အမဲရောင်ရောနေတဲ့ကြောက်တုံးကြီးတွေနဲ့တိဆောက်ထားတဲ့တိုင်ကြီးဖြစ်ပြီးမှသူ့ရဲ့မျောစင်ပတ်လည်မှာ Carnary လို့ခေါ်တဲ့အနီရောင်နှင်းစီပန်းခင်းနှင်းစီပန်းတွေကဝန်းရံထားပါတယ်။အဲ့နှင်းစီတွေဟာတာမန်နှင်းစီတွေမဟုတ်ဘဲနဲ့တချင်းဆူနေတယ်လို့မျိုးအတန်ကြီးထွက်နေပြီးစကြဝဠာနဲ့တက်ရှိစွမ်းအင်တွေကိုကိုစားပြုပါတယ်။မျောစင်ရဲ့ထိတ်ဆုံးမှာတော့အယောင်73မျိုးဖြာထွက်နေတဲ့တသက်ရောင်ပဒင်းပေါက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီပုံမှာတော့စကြဝဠာကိုထိညှိပေးထားတဲ့စွမ်းအင်တိုင်မကြီးများနဲ့ဆက်သွယ်ထားတဲ့တန်တိုင်းနှစ်ခုရှိပါတယ်။တကားမျိုးစင်ရဲ့အောက်ရှိမှာတော့ Unfound လို့ရေးထားတဲ့တန်ပတ်ထားတဲ့တစ်သားတကားအမဲရောင်ကြီးလေးတစ်ခုလည်းရှိပါတယ်။မျိုးစင်ရဲ့အတွင်းဘက်ကို Roland ဝင်သွားတဲ့အချိန်မှာအပေါ်ကိုအစုံမရှိတက်သွားတဲ့ခီယိုပတ်လေကားကြီးကိုတွေ့ရပြီးမှလေကားပေါ်တက်သွားတဲ့အခါမှာလည်းအထက်တိုင်းမှာသူ့ဘဝရဲ့အတိတ်ကမတ်တရားတွေသူချစ်ခင်ရတဲ့သူတွေသူဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့ပုံရိပ်ကိုမြင်တွေ့ခဲ့ရပါတယ်။ Roland ကအပေါ်ဆုံးမှာစကြဝဠာကိုထိန်ချုပ်တဲ့နတ်ဖျားရှိမယ်ထင်ပြီးမှတက်သွားတဲ့အချိန်မှာတကယ်အစ်စ်ကသူ့ရဲ့ကံကြမ္မာနဲ့ဆိုင်တဲ့အကြီးမားဆုံးလိုဝက်ချက်တစ်ခုရှိနေတာဖြစ်ပါတယ်။သူအဲ့ထဲဝင်သွားတော့ The Gunslinger ရဲ့အစဖြစ်တဲ့မိုဟိန်သိန်းကသာရထဲကိုမညံ့ဒီအားလုံးပျောက်ဆုံးပြီးမှပြန်ရောက်သွားပါတယ်။ဒီဇက်လန်ဟာပြီးဆုံးသွားရမှာမဟုတ်ပဲနဲ့အဆုံးမရှိလေပတ်နေတဲ့တနေရာကြီးတစ်ခုဖြစ်ပါတယ်။ဒီလိုနဲ့ Roland နောက်တစ်ခါမျောစင်ကိုထပ်သွားပြီးမှတစ်ခေါက်နဲ့တစ်ခေါက်မတူပဲနဲ့သူကပိုပြီးလူသားဆန်လာရပေါ့နော်ဒါကြောင့်နောက်ဆုံးတစ်ခေါက်သူသွားတဲ့အခါမှာတော့ဒီထက်ပိုကောင်းတဲ့အဆုံးသက်ကိုရနိုင်နေဆိုပြီးမှမျောလစ်ချက်ကိုပေးပြီးမှဇက်လန်ကိုအဆုံးသတ်ထားပါတယ်ဒါဆိုလို့ရှိရင် Dark Tower မှာရှိတဲ့တိုင်မကြီးတွေကပါလေသူတို့ကဘယ်လိုမျိုးဆက်နေရလဲဆိုတာကိုရှင်းပြပေးပါမယ်Dark Tower မှာတိုင်မကြီး6တိုင်ရှိပါတယ်ဒါပေမဲ့တိုင်တိုင်းစီမှာထိပ်နှစ်ဖက်ရှိတဲ့အတွက်အစွန်း12ဖက်ဖြစ်နေပါတယ်တိုင်တိုင်းစီရဲ့အစိုးမှာ Guardian လို့ခေါ်တဲ့နတ်ဖျားလိုတတဝါကြီးတွေကစောင့်ရှောက်နေပါတယ်။သူတို့ကဆိုလို့ရှိရင်တရိษံပုံတွေဖြစ်ပြီးမှ Guardian တဦးစီရှိတဲ့နေရာမှာတခြားကဘာတွေတွားနိုင်တဲ့ပေါ်တဲ့တကားပေါ်တစ်ခုစီလည်းရှိနေပါတယ်
ဒါဆိုလို့ရှိရင်တိုင်တိုင်မှာအစွန်းနှစ်ဖက်ရှိလို့ Guardian 2ယောက်ရှိမှဖြစ်ပြီးစုစုပေါင်း Guardian 12ယောက်ရှိပါမယ်အသွဲ6သွဲပေါ့နော်အဲ့ဒီအသွဲ6သွဲဟာဆိုလို့ရှိရင်ဝက်ဝင်နဲ့လိတ်မြင်းနဲ့နွားစင်နဲ့ဝင်ပလွေကြွက်နဲ့ငါလင်းယုံနဲ့ချင်သိန်းယုံနဲ့လင်းတို့ဖြစ်ပါတယ်အစကတော့ရှေးဟောင်းနတ်ဖျားတတော်တွေကစစ်ကြဝဠာကိုစောင့်ရှောက်ပြီးမှသူတို့စောင့်တဲ့ပေါ်တယ်တွေကိုဘယ်သူမှလာဖျက်ဆီးလို့မရအောင်ကာကွယ်ထားပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ရှေးခေတ်လူသားတွေက North Central Positronic ကိုတုံ့ချခဲ့ပါတယ်။ NCP ဆိုတာကရိုးရိုးကုမ္ပဏီတစ်ခုမဟုတ်ဘဲနဲ့စစ်ကြဝဠာရဲ့နယ်ပယ်အသီးသီးကိုတိုးချဲ့ခဲ့တဲ့အဖွဲ့အစည်းကြီးဖြစ်ပါတယ်။သူတို့ဟာ AI စက်ရုပ်နည်းပညာမျိုးရိုးဗီဇပြုပြင်ပြီးမှdimension တစ်ခုကနေတစ်ခုကိုကူတန်းတဲ့နည်းပညာတွေကိုတည်ထွင်နိုင်ခဲ့ပါတယ်။အဲ့တော့လူသားတွေကမော်ပညာတွေကိုနည်းပညာတွေနဲ့အစားထိုးဖို့လုပ်ပါတယ်။မူလကသက်တာဝါနဲ့စွမ်းအင်တိုင်မကြီးများကိုမော်ပညာနဲ့တဘာဝလွန်စွမ်းအားတွေကထိန်းသိမ်းထားပြီးမှနောက်ပိုင်း NCB ကသိပ္ပံနည်းပညာတွေနဲ့အစားထိုးဖို့ကြိုးစားခဲ့ပါတယ်။မူလအဆောင် Guardian တွေတည်ဆုံတဲ့အခါဒါမှမဟုတ်အားနည်းလာတဲ့အခါမှာ NCB ကနေ Shadix လို့ခေါ်တဲ့ AR မဝဝွန်စက်ရုပ်ကြီးလိုမျိုး Cyber တတဝါကြီးတွေကိုတည်ဆောက်ပြီးမှတိုင်မကြီးတွေကိုစောင့်ရှောက်ခိုင်းခဲ့ပါတယ်။နောက်ပိုင်းမှာသူတို့ရဲ့နည်းပညာတွေကမော်ပညာလောက်မခိုင်ခန့်နိုင်တဲ့အတွက်အချိန်ကြာလာတဲ့နဲ့အမျှပျက်စီးကုန်ပြီးမှတိုင်မကြီးတွေပါပြိုလဲကုန်တာဖြစ်ပါတယ်။ပြီးရင် That Tower Series တွေကနတ်ဆိုပြီး Crimson King ကစစ်ကြဝဠာအနက်အပြားကနေ Breaker လို့ခေါ်တဲ့လူတွေကိုလိုက်စုစည်းပါတယ်။ Breaker ဆိုတာကစိတ်နဲ့ပစ္စည်းတွေကိုရွှေ့လျားနိုင်တဲ့လူဖြစ်ပြီးမှစိတ်ချင်းဆက်သွယ်နိုင်တဲ့သူဖြစ်ပါတယ်။ Crimson King ကသူတို့ကို Argosiato လို့ခေါ်တဲ့အချင်းစခန်းမှာစုစည်းထားပြီးမှသူတို့ရဲ့စိတ်စွမ်းအင်ကိုစုစည်းပြီးတိုင်မကြီးတွေကိုအာယုံစိုက်ခိုင်းကတိုက်ခိုက်ခိုင်းပါတယ်။ Breaker တွေကတနည်းကို24နာရီလုံးသူတို့ရဲ့စိတ်စွမ်းအားနဲ့တိုင်မကြီးတွေကိုတိုက်စားနေကြပါတယ်။ပထမဆုံးပြိုလဲသွားတဲ့တိုင်မကြီးကတော့လင်းယုံနဲ့ချင်းသိမ်းဆောက်ရှောက်တဲ့ Gilly ကိုဖျက်သွားတဲ့ Roland ရဲ့အမိမြေဖြစ်ပါတယ်။အဲဒီနောက်မှာမြင်းနဲ့နွားတိုင်မကြီးကလည်းပျက်စီးသွားပြီးမှတိုင်မကြီး6တိုင်အနက်မှာလိန်နဲ့ဝဝွန်တိုင်မကြီး9နဲ့ကြွက်တိုင်မကြီးဆိုတဲ့တိုင်နှစ်တိုင်သာကျန်ခဲ့ပါတယ်။ Roland နဲ့သူ့အဖွဲ့တွေက Argosiato အချင်းစခန်းကိုဝင်စီးပြီးမှ Breaker တွေကိုကယ်တင်လိုက်တဲ့အခါမှာတိုက်ခိုက်နေရရက်သွားတော့ကျိုးလူနေပါဖြစ်နေတဲ့တိုင်တွေကတဖြည်းဖြည်းနဲ့ပြန်ဆက်လာပါတယ်။ကျန်နေသေးတဲ့တိုင်မကြီးနှစ်တိုင်စီကနေပြီးတော့လဲစွမ်းအင်တွေကထုတ်လွှတ်ပြီးမှပျက်စီးသွားတဲ့တိုင်တွေကိုပါတိစောက်ပေးရလို့ဆိုပါတယ်။ဒါနဲ့လေမင်းနောက်ကြလို့ရှိရင်ပေါ့နော် NCB ကုမ္ပဏီက Crimson King နဲ့ပတ်သက်နေတဲ့အကြောင်းကိုလည်းမင်းဗီဒီယိုလေးတစ်ခုလုပ်ပြီးမှပြပြပေးပါမယ်။ဒါဆိုလို့ရှိရင် Dark Tower တွေကိုဘယ်သူမှဆိုဝင်လို့ရလားဆိုတဲ့အမေးနဲ့ပတ်သက်ပြီးမှဖြေပေးပါမယ်။မျော်စင်ရဲ့အောက်ခြေမှာ Ghost Room နဲ့လောက်ထားတဲ့တကားတစ်ချက်ရှိပြီးမှအဲ့တကားမှာ Enfound ဆိုတဲ့စလုံးရေးထိုးထားပါတယ်။သူကအစွမ်းထက်ဆုံးမော်တကားတစ်ခုလည်းဖြစ်ပါတယ်။သူ့မှာအတုံးပြုသူတွေတွားချင်တဲ့မြည်တိနေရာနဲ့မြည်တိအချိန်ကိုမဆိုပို့ဆောင်ပေးနိုင်ပါတယ်။သူကကြတော့ဒိုရီမိုဇက်ကားရဲ့ Anywhere Door ဆိုတာနဲ့လည်းဆင်တူပါတယ်။အဲ့တကားက6ပေခွဲခန့်မြင့်ပြီးမှလက်ကင်ဘူးဟာဆိုလို့ရှိရင် Crystal Panda နဲ့လောက်ထားတာဖြစ်ပြီးအထဲမှာဆိုလဲနင်းစီပန်းပုံထွင်းထူထားပါတယ်။တကားမျက်နှာပြင်ကို Enfound လို့ရှေးဟောင်းအခရာနဲ့ရေးထိုးထားပြီးမှအဲ့ဒီတကားဟာ Dark Tower ရဲ့မျော်စင်ရဲ့အောက်ခြေမှာရှိပြီးမှဒီတိုင်းရိုးဝင်လို့မရပါဘူး။အဲ့တကားကိုဖွင့်ဖို့ဆိုလို့ရှိရင် Black 13လို့ခေါ်တဲ့မော်ဘလုံးတစ်ခုလိုအပ်ပါတယ်။ဒါနဲ့ Black 13ဟာဘာလဲဆိုလို့ရှိရင် Stephen King ရဲ့စစ်ကြဝဠာထဲမှာအနေနဲ့အရှိဆုံးနဲ့အင်အားအကြီးဆုံးမော်ဘလုံးတစ်ခုဖြစ်ပါတယ်။သူ့ကို Wizard Rainbow မော်ဆရာရဲ့တက်တန်းလို့ခေါ်ပြီးမှမော်ဘလုံး73လုံးထဲမှာအဆိုးဝါးဆုံးအလုံးအဖြစ်သတ်မှတ်ကြပါတယ်။သူဟာတခြားကဘာတွေကိုတွားနိုင်တဲ့တကားတွေကိုဖွင့်ပေးနိုင်ခြင်းရှိပြီးမှDark Tower နဲ့ဓာတ်ရိုက်ဆက်သွယ်ထားတဲ့တလုံးလည်းဖြစ်ပါတယ်။သူ့ကိုအနားမှာထားယုံနေတဲ့လူတွေကိုယူသွစီတယ်လို့မကောင်းတဲ့စိတ်ရိုင်းတွေကိုလည်းဝင်လာအောင်လည်းပြုလုပ်နိုင်ပါတယ်။ဥပမာဆိုလို့ရှိရင် It Welcome to Day မှာလီလီကင်ခဲ့တဲ့ဓမြောင်ပုံအုတ်ကခဲကလီလီကိုစိတ်ရိုင်းနေဝင်အောင်လုပ်ခဲ့တယ်လို့မျိုးပဲပေါ့နော်။အဲဒီ Black 13ကိုတကားနားမှာထားပြီးမှဖွင့်ရပါတယ်။အဲ့နဲ့ Roland ကမျောစင်ရဲ့အောက်ခြေတကားမှာသူ့ရဲ့အစာရောင်တွေကိုချပြပြီးမှဂါရပြုလိုက်တော့ Enfound ကနေ Found ဆိုတဲ့စကားလုံးကိုပြောင်းသွားပြီးမှတကားပွင့်သွားပါတယ်။မျောစင်ကြီးထဲကိုဝင်ဖို့ကလည်းကန့်သက်ချက်လည်းရှိသေးပါတယ်။ Other Edge ရဲ့မျိုးဆက်တွေပဲတကားဖွင့်လို့ရတာဖြစ်ပြီး Roland က Other Edge ရဲ့နောက်ဆုံးမျိုးဆက်လေးဖြစ်ပါတယ်။ပြီးရင် Other Edge နဲ့သက်ဆိုင်တဲ့အမှတ်အသားဥပမာတနက်အဆောင်ရောင်တစ်ခုခုကိုလည်းပြသဖို့လိုပါတယ်။ပြီးရင် Crimson King က Other Edge ရဲ့သားဖြစ်ပေမဲ့မျိုးစင်နဲ့ဝင်ခွင့်မရပါဘူး။သူက Dark Tower ရဲ့အပြင်ဘက်ဝရန်တာထိပ်ထိပဲရောက်နိုင်ခဲ့ပြီးမှအတွင်းဘက်ကျဲကြီးကိုလုံးဝဝင်ခွင့်မရပဲပိတ်မိနေခဲ့တာဖြစ်ပါတယ်။သူကအထဲဝင်ဖို့ကြိုးစားပေမဲ့မျိုးစင်ကသူ့ကိုလက်မခံဘဲနဲ့တကားတွေကိုပိတ်ထားခဲ့ပါတယ်။ Dark Tower ဟာစစ်ကြောလာရဲ့တည်ငြိမ်မှုကိုထိန်းထားတဲ့အရာဖြစ်ပြီးမှ Crimson King ကဖျက်ဆီးခြင်းတဲ့သူဖြစ်နေရော Other Edge ရဲ့တရားဝင်အမွေဆက်ခံသူ
မဟုတ်ပင်မဲ့သွေးနှောနေတဲ့နတ်ဆိုးမျိုးနဲ့ဖြစ်နေလို့လဲပါပါတယ်။ဒါဆိုရင် cosmic monster တွေကဘယ်မှာနေထိုင်တာလဲ။သူတို့နေထိုင်တဲ့နေရာက2နေရာရှိပါတယ်။ပထမတစ်ခုက Toadette Speed ပေါ့နော်။သူကဆိုလို့ရှိရင်ကဘာတစ်ခုနဲ့တခုဒါမှမဟုတ်မျောစင်အလွှာတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့အမောင်ထုနေရာကြီးဖြစ်ပါတယ်။အဲ့နေရာဟာလုံးဝမောင်မဲပြီးမှကြောက်စရာကောင်းတဲ့ monster တွေလေးနေထိုင်ပါတယ်။ဥပမာပြောရရင် The Midland တွေကတတဝါတွေကအဲ့နေရာကနေလာရဖြစ်နိုင်ပါတယ်။နောက်တစ်ခုက The Brain သူဟာဆိုလို့ရှိရင်ကဘာကြီးတွေမဖြစ်ပေါ်ခင်ကရှိခဲ့တဲ့အမောင်ထု Primordial KO နေရာဖြစ်ပါတယ်။ Pennywise တို့ Crimson King ရဲ့မိခင်တွေကအဲ့နေရာကနေဆင်းသက်လာပါတယ်။ monster တွေကမျောစင်ရဲ့အပြင်ဘက် Toadette Speed ထဲမှာကျင်လည်နေကြတာပါ။ Dark Tower ကပြိုလဲသွားမယ်ဆိုလို့ရှိရင်အဲ့ဒီ monster တွေကအပြင်ကိုရောက်လာပြီးမှကဘာအားလုံးကိုဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ချွင်းချက်အနေနဲ့က Crimson King တယောက်တည်းပဲမျောစင်ရဲ့အပေါ်ဆုံးထက်ဝရန်တာမှာပိတ်မိနေပါတယ်။သူကမျောစင်ကိုတိမ့်ပိုက်ဖို့စ조사ပေမဲ့အထဲကိုလည်းမဝင်နိုင်အပြင်ကိုလည်းပြန်မထွက်ရပဲပိတ်မိနေခြင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် Dark Tower ကဘယ်လိုနေရာလဲဘယ်လိုပုံမျိုးလဲဆိုတာကိုတော်တော်လေးသိသွားကြပြီထင်ပါတယ်။ဒီ Dark Tower book series ဟာဆိုလို့ရှိရင်လေထွက်ရှိထားတာဖြစ်လို့ဖတ်ချင်လို့ရှိရင်ပေါ့နော် PDF file အနေနဲ့တော့ဖတ်လို့ရပါတယ်။ Stephen King ရဲ့ Multiverse ဟာဆိုလို့ရှိရင်လည်းတော်တော်လေးကိုကျယ်ပြန့်ပြီးတော့ Stephen King ရေးတဲ့ဝတ္ထုတွေတော်တော်များများနဲ့လေတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပါတယ်။ဒီအကြောင်းကိုလည်းမေဗီဒီယိုလေးလုပ်ပြီးမှပြပြချင်းတင်သွားပေးပါမယ်။နောက်ပြီးတော့လေဒီက cosmic monster တွေအကြောင်းကိုလည်းမေတင်သွားပေးဖို့ရှိတာမလို့ကိုသိချင်တာရှိလို့ရှိရင် comment မှာချရေးပေးခဲ့လို့ရပါတယ်။ပြီးရင်လည်း channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဒါဆိုလို့ရှိရင်မေတို့နောက်ဗီဒီယိုမှာပြန်တွေ့လိုက်ရအောင်။